အရှိလေပိုင်းဒေသရဲ့တင်မာမှုတွေဟာအခုခါမှာတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကအားပြိုင်မှုအဖြစ်အတွင်ကူးပြောင်းလာနေပြီဖြစ်ပါတယ်။အထူးသဖြင့်အီရန်နိုင်ငံဟာတရုတ်နိုင်ငံရဲ့ထောက်လှမ်းရေးဂျိုးတူကိုအသုံးပြုပြီးအရှိလေပိုင်းမှာရှိတဲ့အမေရိကန်စစ်အခြေစစ်စခန်းတွေကိုပြင်ပထားတိုက်ခိုက်နေတဲ့ဆိုတဲ့ဖော်ထုတ်ချက်တွေဟာနိုင်ငံတကာသတင်းလောကမှာအကြီးအကျယ်ကြရိုက်ခတ်သွားစေခဲ့ပါတယ်။ဒါရိုးရိုးရှင်းရှင်းသတင်းအချက်လက်ဖလှည့်ယုံတင်မဟုတ်ပဲအီရန်နိုင်ငံရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုအစစ်မြင့်တင်ပေးလိုက်တဲ့ထူးခြားတဲ့လူရဲတစ်ခုလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး Financial Times သတင်းဌာနရဲ့ Washington DC အခြေဆက်သတင်းထောက်တွေကခိုင်လုံတဲ့အထောက်အထားအနေနဲ့ဖော်ထုတ်တင်ပြလာတာဖြစ်ပါတယ်။သူတို့ရဲ့ဆိုရာအီရန်နိုင်ငံဟာတရုတ်နိုင်ငံရဲ့ခေတ်မီဂျိုဒူနီးပညာကိုအသုံးပြုပြီးအရင်ကထက်ပိုမိုတိကျပြတ်သားတဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်လာနိုင်တာဖြစ်ပါတယ်။ဒီနေရာမှာအဓိကသတိထားရမယ့်အချက်ကတော့အီရန်ဟာတရုတ်စီကနေတပ်ပုံတွေကိုပဲဝယ်ယူတာမျိုးမဟုတ်ဘဲဂျိုးတူတစ်ခုလုံးကိုစိတ်ကြိုက်စေခိုင်းနိုင်တဲ့အခွင့်အရေးကိုရရှိထားတာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာကြည့်တဲ့အခါမှာအီရန်စစ်ဘက်ဟာတရုတ်နိုင်ငံရဲ့အသစ်ဖွင့်လှစ်ထားတဲ့ကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်ဆိုခဲ့တာကိုတွေ့ရပါတယ်။အဲဒီစာချုပ်အရအီရန်စစ်တပ်ဟာအဲ့ဒီဂျိုတူကိုသူတို့ကိုယ်တိုင်ထိန်းချုပ်ခွင့်ရရှိထားတာဖြစ်ပါတယ်။ဆိုလိုတာကတော့အီရန်စစ်ဗိုလ်ချုပ်တွေဟာသူတို့ကြည့်ချင်တဲ့နေရာသူတို့စောင့်ကြည့်ချင်တဲ့အချိန်ကိုဂျိုတူစီတိုက်ရိုက်အမိန့်ပေးစေခိုင်းနိုင်တာဖြစ်ပါတယ်။ဒါဟာအရင်တော့အခြေအနေတွေနဲ့လုံးဝကွာခြားသွားတဲ့အချက်ပဲဖြစ်ပါတယ်။အရင်တော့ကတော့အီရန်ဟာတရုတ်စီကနေဂျိုတူတပ်ပုံတွေကိုပဲတောင်းခံခဲ့ရတာဖြစ်ပေမဲ့အခုတော့ဂျိုတူကိုသူတို့စိတ်ကြိုက်လဲပတ်အသုံးပြုနေပြီဖြစ်ပါတယ်။ဒါကြောင့်လဲအမေရိကန်ရဲ့စစ်အခြေဆက်စခန်းတွေဘယ်နေရာမှာရှိတယ်ဘလို့အနေထားနဲ့လောက်ရှားနေတယ်ဆိုတာကိုအီရန်ကအချိန်နဲ့တပြေးကြီးသိချနေတာဖြစ်ပါတယ်။ဒီဖြစ်ရဲ့တက်တဲ့ထောက်ထားတဲ့အနေနဲ့ပြီးခဲ့တဲ့မတ်လအတွင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်ပို့ပြီးထင်ရှားပါတယ်။အထူးသဖြင့်မတ်လ23ရက်14ရက်နဲ့15ရက်နေ့တွေမှာတရုတ်ရဲ့ T01B လို့အမည်ရတဲ့ဂျိုတူဟာဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ Prince Sultan American လေတပ်အခြေစိုက်စခန်းကိုအနီးကပ်စောင့်ကြည့်ခဲ့တာကိုတွေ့ရှိရပါတယ်။အဲဒီလိုစောင့်ကြည့်ပြီးတဲ့နောက်မှာပဲအီရန်ရဲ့တိုက်ခိုက်မှုတွေဟာအဲ့ဒီအခြေစိုက်စခန်းစီကိုတိတိကျကျရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာအီရန်ဟာအရင်ကထက်ပိုမိုတိကျတဲ့ပိတ်ခတ်မှုတွေကိုပြုလုပ်နိုင်ခဲ့တာဟာဒီဂျိုတုရဲ့အကူအညီကြောင့်ပဲဖြစ်ပါတယ်။ဒီဂျိုတုဟာမြေပုံပေါ်အရာဝတ္ထုတွေကိုမီတာဝက်အကွာအဝေးအထိပြက်ပြက်သားသားမြင်တွေ့နိုင်တဲ့စွမ်းဆောင်ရည်ရှိပါတယ်။ဒါဟာအီရန်မှာရှိတဲ့ကိုပိုင်ဂျိုတုတွေထက်10ဆလောက်ပိုပြီးအစွမ်းထက်ပါတယ်။အဲ့ဒီလိုတိကျတဲ့မြင်ကွင်းတွေကိုရရှိတာကြောင့်အီရန်ဟာရန်တို့ရဲ့လေရင်ကွင်းကိုပဲပြစ်မှတ်ထားတာမျိုးမဟုတ်ပဲလေရင်ရဲ့ဘယ်နေရာမှာထိမှန်ရမယ်ဆိုတာအထိကိုတိုက်ခိုက်စွမ်းရှိလာတာဖြစ်ပါတယ်။ဥပမာအဖြစ်အမေရိကန်ရဲ့ထောက်လှမ်းရေးလေယာဉ်တွေကိုတိုက်ခိုက်တဲ့အခါမှာလေယာဉ်ရဲ့အရေးကြီးတဲ့ထိန်းချုပ်မှုစနစ်တွေရှိတဲ့နေရာကိုတက်တက်အမတ်မတ်ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါဟာအလွန်ကိုစိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်ပါတယ်။အမေရိကန်စစ်ဘက်ကျွမ်းကျင်မှုတွေရဲ့အဆိုအရအီရန်ရဲ့ဒီလိုလုပ်ရက်တွေဟာအမေရိကန်အတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာနေပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်ကပစ်မှတ်ထားတိုက်ခိုက်နေတဲ့လေယာဉ်တွေဟာအလွန်တန်ဖိုးကြီးတုံတင်မဟုတ်ပဲအခုအချိန်မှာအသစ်ပြန်ထုတ်လုပ်ဖို့ခက်ခဲတဲ့အမျိုးအစားတွေဖြစ်နေလို့ပဲဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်ဝါရှင်တန်ရဲ့နိုင်ငံရေးလောကမှာလည်းအငင်းပွားမှုတွေမြင့်တက်လာပါတယ်။အမေရိကန်သမ္မတအင်ပြာတို့ကတော့တရုတ်နိုင်ငံဟာအီရန်ကိုတိုင်းရိုင်လက်နက်ထောက်ပံ့လာမျိုးရှိတာမဟုတ်ဘူးလို့ပြောဆိုနေပြီးမြဲအခုလိုဂျိုးတုနီးပညာနဲ့ထိန်းချုပ်ခွင့်တွေပေးရထားတာဟာလက်နက်ထောက်ပံ့တာထက်ပိုပြီးအန္တရာယ်ကြီးမားနိုင်တယ်လို့ဝေဖန်သူတွေကဝေဖန်ထောက်ပြနေပါတယ်။တရုတ်နိုင်ငံအနေနဲ့အီရန်ကိုလက်နက်မပေးဘူးလို့ညှင်းဆိုနေပေမဲ့လက်တွေ့မှာတော့အီရန်စစ်တပ်ကိုသူတို့ရဲ့မျက်လုံးတွေအထိအထုံးပြချထားတာဟာစစ်ပွဲထဲမှာတိုက်ရိုက်ပါဝင်နေတယ်လို့ပဲထင်နေပါတယ်။ဒီကိစ္စဟာအမေရိကန်နဲ့တရုတ်ကြားကဆက်ဆံရေးကိုပိုပြီးဆိုးရွားလာစေနိုင်တဲ့အချက်လက်ဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာဒီကိစ္စကိုဘလို့ကင်တွယ်မလဲဆိုတာကစိတ်ဝင်စားဖို့ကောက်ပါတယ်။အမေရိကန်ဟာတရုတ်နဲ့ကုန်သွယ်ရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာအခုလိုစစ်ရေးဆိုင်ရာထောက်လှမ်းရေးတွေမှာတရုတ်ကအီရန်ကိုကူညီနေတာဟာကြီးမားတဲ့အဟန့်အတားအခုဖြစ်လာနေပါတယ်။တရုတ်ကတော့ဒီစွတ်ကြားချက်တွေကိုညှင်းဆိုထားပေမဲ့ခိုင်လုံတဲ့အထောက်အထားတွေကတော့တရုတ်ရဲ့ကုမ္ပဏီတွေဟာအီရန်စစ်တပ်နဲ့နှီးကပ်တဲ့ဆက်ဆံရေးရှိနေတာကိုပြသနေပါတယ်။ဒါကြောင့်အနာဂတ်မှာအရှိအလဲပိုင်းဒေသရဲ့လုံခြုံရေးအခြေအနေဟာဒီဂျိုးတူနီးပညာတွေအပေါ်မှာအများကြီးမူတည်သွားနိုင်ပါတယ်။အီရန်ရဲ့အခုလိုစွမ်းဆောင်ရေးမြင့်တက်လာမှုဟာဒေသတွင်းကအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေအတွက်လည်းကြီးမားတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေလျက်ရှိပါတယ်။ဒီလိုမျိုးအီရန်နိုင်ငံကတရုတ်ရဲ့နီးပညာကိုအသုံးချပြီးအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုပြစ်မှတ်ထားလာနိုင်တဲ့အချိန်ကြီးဟာစစ်ရေးအရတဲ့မကပဲနိုင်ငံတကာပထဝီနိုင်ငံရေးအခင်းကျင်းမှာပါကြီးမားတဲ့ရိုက်ခတ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်အီရန်ရဲ့တိုက်ခိုက်မှုတွေမှာပါဝင်နေတဲ့တိကျမှုနှုန်းဟာစစ်ပွဲရဲ့သဘောတဘာဝကိုပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။အရင်တုန်းကအီရန်ရဲ့ဒုံးကျည်တွေဟာပြစ်မှတ်ကိုလွဲချော်တာဒါမှမဟုတ်အနီးနားကိုပဲကြားရောက်တာမျိုးရှိခဲ့ပြီးမြဲအခုအခါမှာတော့တရုတ်ရဲ့ T313 ဘီဂျို2ရဲ့အကူ
ညီနဲ့ဖြစ်မှတ်ကိုတဲမထိမှတော့လုံဆောင်လာနိုင်တာဖြစ်ပါတယ်။ဒါဟာအရှိအလဲပိုင်းမှာရှိတဲ့အမေရိကန်ရဲ့စစ်ရေးအသာစီးရမှုကိုစိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ဒီနေရာမှာကျွမ်းကျင်သူတွေကစိုးရိမ်တကြီးထောက်ပြနေတာကတော့အီရန်ဟာဒီဂျိုတူကိုအသုံးပြုပြီးကုန်းပြင်ပေါ်ကပြစ်မှတ်တွေတင်မကပဲပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့အမေရိကန်စစ်သင်္ဘောတွေကိုပါပြစ်မှတ်ထားလာနိုင်မလားဆိုတဲ့အချက်သေးဖြစ်ပါတယ်။ဒီမေးခွန်းနဲ့ပတ်သက်ပြီးစစ်ပတ်ဆိုင်ရာကျွမ်းကျင်သူတွေကတော့အမြင်အမျိုးမျိုးရှိကြပါတယ်။တရုတ်ဂျိုတူးလေမြင်ကွင်းဟာမီတာဝက်အကွာဝေးအထိပြတ်သားတာကြောင့်ပင်လယ်တွင်ကသင်္ဘောတွေကိုရှာဖွေဖို့အတွက်တော့အလွန်ကိုလွယ်ကူတဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ရွေရှားအနေနဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်မယ်ဆိုတာကကုန်းပြင်ပေါ်ကငြိမ်နေတဲ့စခန်းတွေကိုတိုက်ခိုက်တာထဲပိုပြီးခက်ခဲပါတယ်။သင်္ဘောကစီးကိုတိုက်ခိုက်မယ်ဆိုရင်ဒုံးကျည်ပြစ်လွတ်လိုက်တဲ့အချိန်ကနေပြစ်မှတ်ကိုရောက်ရှိမဲ့အချိန်ထိ10မိနစ်ကနေ15မိနစ်လောက်ကြာမြင့်နိုင်ပါတယ်။အဲ့ဒီအချိန်တွဲမှာသင်္ဘောဟာသူ့ရဲ့မူလနေရာကနေကိုက်1000ဒါမှမဟုတ်1500လောက်အထိရွေရှားသွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဂျိုတိုးကနေမြင်ရယုံတဲ့မလုံလောက်ပဲဒုံးကျည်လမ်းညွှန်မှုစနစ်ဟာလည်းအလွန်ကိုကောင်းမွန်ဖို့လိုအပ်ပါတယ်။ဒါအပြင်အမေရိကန်ရဲ့အဆင့်မြင့်စစ်သင်္ဘောတွေမှာဒုံးကျည်တွေကိုကြားဖက်ဟန်တဲနိုင်တဲ့စနစ်တွေရှိနေတာကြောင့်အီရန်အနေနဲ့သင်္ဘောတွေကိုတိုက်ခိုက်ဖို့ဆိုတာကတော့စိန်ခေါ်မှုတွေအများကြီးရှိနေပါသေးတယ်။ဒါပေမဲ့လည်းအီရန်ရဲ့အဓိကရည်ရွယ်ချက်ဟာအမေရိကန်စစ်တပ်ကိုအပြီးတိုင်ချေမြုံဖို့ထက်နိုင်ငံတကာပထဝီနိုင်ငံရေးအခင်းချင်းမှာသတင်းစကားပေးချင်တာဖြစ်တယ်လို့အကဲခတ်သူတွေကဆိုပါတယ်။အမေရိကန်ရဲ့အရေးကြီးတဲ့စစ်လက်နက်ကိရိယာတစ်ခုခုကိုထိမှန်အောင်ပြပြနိုင်ခြင်းအပြင်အမေရိကန်ပြည်သူတွေကြားမှာစိုးရိမ်ထိတ်လန့်မှုတွေဖြစ်အောင်လှုံ့ဆော်တာကအီရန်ရဲ့နီးဗျူဟာတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်အမေရိကန်ကအခုနောက်ပိုင်းမှာအစ်စ်မထုတ်တော့တဲ့ထောက်လန်းရေးလေယာဉ်တွေနဲ့စီးဖိလေယာဉ်တွေကိုဖျက်ဆီးပြလိုက်ခြင်းအပြင်အမေရိကန်ရဲ့စစ်ရေးစွမ်းရည်ကိုနှစ်ပေါင်းများစွာနောက်ကျကြံရစ်ထွန်းအောင်လှုံ့ဆော်နိုင်တာဖြစ်ပါတယ်။ဒါဟာစစ်မြေပြင်ကအောင်နိုင်မှုထက်ပိုပြီးထိရောက်တဲ့နိုင်ငံတကာထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ဒီလိုချင်းတွေဖြစ်ပေါ်နေတာကြောင့်အမေရိကန်အစိုးရအနေနဲ့တရုတ်နိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုပြန်လည်စဉ်းစားဖို့ဖိအားပေးခြင်းကိုခံနေရပါတယ်။တရုတ်ကတော့သူတို့ဟာအီရန်ကိုစစ်ရေးရကူညီနေတာမဟုတ်ဘူးလို့တရုတ်ဝင်ညင်းဆိုထားပါတယ်။ဒါပေမဲ့အီရန်ရဲ့လုပ်ရက်တွေကတော့တရုတ်ရဲ့အကူအညီမပါဘဲမဖြစ်နိုင်ဘူးဆိုတာကိုပြသနေပါတယ်။ဒီနေရာမှာတရုတ်ရဲ့အကျိုးစီးပွားကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။တရုတ်ဟာအီရန်စီကနေရေနောင်10%လောက်အထိတင်သွင်းနေရတာထက်ပါတယ်။ဒါကြောင့်အီရန်နဲ့ဆက်ဆံရေးပြတ်ပြားသွားမှာကိုတရုတ်ကမလိုလားပါဘူး။တစ်ဖက်မှာလည်းအမေရိကန်နဲ့ကုန်သွယ်ရေးတည်ငြိမ်နေဖို့ကိုလည်းတရုတ်ကလိုချင်နေပါတယ်။ဒါကြောင့်တရုတ်ဟာနှစ်ဖက်ခွာပြီးကစားနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဝါရှင်တန်မှာရှိတဲ့အချို့သောနိုင်ငံသားတွေကတော့တရုတ်ကိုအီရန်ပေါ်ဖိအားပေးဖို့တောင်းဆိုနေကြပါတယ်။အထူးသဖြင့်အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေစေအတွက်တရုတ်ကအရင်တုန်းကတော့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ဖူးပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ဟာဒီကိစ္စနဲ့ပတ်သက်ပြီးနှုတ်ဆိတ်နေတာကိုတွေ့ရပါတယ်။ဒါဟာတရုတ်ရဲ့ policy ပြောင်းလဲသွားတာကိုပြသနေတာဖြစ်နိုင်ပါတယ်။တရုတ်ဟာအခုနောက်ပိုင်းမှာအမေရိကန်ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ရုရှား၊အီရန်၊မြောက်ကိုရီးယားတို့နဲ့ပိုပြီးနီးကပ်တဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုကိုတီးဆောက်နေလာတာဖြစ်ပါတယ်။ဒီအဖွဲ့အစည်းဟာအမေရိကန်ဦးဆောင်တဲ့ကမ္ဘာအစည်းအဝေးကိုစိန်ခေါ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့တရုတ်နဲ့တွေ့ဆုံတဲ့အခါမှာဒီဂျိုတူကိစ္စကိုအဓိကထားပြီးဆွေးနွေးရမှာပါ။တရုတ်အနေနဲ့အီရန်ကိုဒီလိုကူညီနေတာဟာအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ချီးမြှောက်နေတာကြောင့်ပြက်ပြက်တတ်တာဖျောက်ဆိုဖို့လိုပါတယ်။ဒါပေမဲ့တရုတ်ကတော့ဒါကိုသူတို့နဲ့မဆိုင်တဲ့ပုဂ္ဂလိကကုမ္ပဏီတွေရဲ့လုပ်ရက်အဖြစ်ပုံဖြောခြင်းကိုစ조사နိုင်ပါတယ်။တရုတ်ရဲ့နီးဗျူဟာကတော့ဒီလိုပါပဲ။အစိုးရကတိုက်ရိုက်မလုပ်ဖက်ကုမ္ပဏီတွေကိုအသုံးပြုပြီးသူတို့ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲဖော်လေ့ရှိပါတယ်။ဒီလိုနီးလန်းနဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲဖို့စ조사ကြတာပါ။အရှေ့အလယ်တိုင်းမှာဖြစ်ပေါ်နေတဲ့ဒီစစ်ပွဲဟာရိုးရိုးတိုက်ပွဲမဟုတ်တော့ဘဲနီးပညာနဲ့ထောက်လှမ်းရေးစစ်ပွဲဖြစ်နေပါပြီ။အီရန်ကတရုတ်ရဲ့မျက်လုံးတွေကိုအသုံးပြုပြီးအမေရိကန်ကိုကြည့်နေတယ်လို့အမေရိကန်လည်းဒီလှုပ်ရှားမှုတွေကိုတံပြန်မှုနီးလန်းတစ်တွေကိုရှာဖွေနေရပါတယ်။ဒီအပြိုင်မှုကြားမှာတရုတ်ရဲ့အခန်းကဏ္ဍဟာအလွန်ကိုအရေးကြီးနေပါတယ်။တရုတ်ကအီရန်ကိုဆက်ပြီးကြောထောက်မော့ခံပေးနေအောင်မယ်ဆိုရင်တော့အရှိအလဲပိုင်းမှာတင်းကြားမှုတွေဟာလျော့ကျသွားဖို့အလားအလာမရှိပါဘူး။ဒါဟာအနာဂတ်မှာကမ္ဘာငြိမ်းချမ်းရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။အမေရိကန်နဲ့တရုတ်ကြားမှာဒီလိုလူဝက်စစ်ပွဲတွေဟာဘလို့အဆုံးသတ်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့နောက်ကွယ်မှာရှိနေတဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အမေရိကန်နဲ့သူ့ရဲ့ရိုးရာမဟာမိတ်နိုင်ငံတွေကြားမှာထပ်ပေါ်နေတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။အထူးသဖြင့် NATO အဖွဲ့ဝင်နိုင်ငံတွေနဲ့အမေရိကန်ကြားကဆက်ဆံရေးဟာအခုအခါမှာစိုးရိမ်စရာကောင်းလောက်အောင်အေးဆက်နေတာကိုတွေ့ရပါတယ်။အီရန်နဲ့ထပ်ပွားနေတဲ့ပြည်ပခါတွေမှာအမေရိကန်ဟာသူ့ရဲ့မဟာမိတ်တွေကိုကြိုတင်အကြောင်းကြားတာမျိုးဒါမှမဟုတ်တိုင်ပင်ဆွေးနွေးတာမျိုးမလုပ်ခဲ့ပဲတကိုယ်တော်ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တဲ့ကြောင့်ဥရောပနိုင်ငံတွေကြားမှာမကျေနပ်မှုတွေမြင့်တက်နေပါတယ်။
အထူးသဖြင့်ဂျာမနီနိုင်ငံဟာအမေရိကန်ရဲ့စစ်ရေးရာလှုပ်ရှားမှုတွေကိုတန်တရားဖြစ်လာပြီးဥရောပနေတိုအဖွဲ့အတွက်တီးခြားစစ်ရေးအစီအစဉ်တွေကိုတောင်ရေးဆွဲလာနေပြီဖြစ်ပါတယ်။ဒါဟာအမေရိကန်ရဲ့ကမ္ဘာ့ခေါင်းဆောင်မှုအခမ်းကဏ္ဍအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ဒီလိုမဟာမိတ်တွေကြားကအစမပြေမှုတွေကိုတရုတ်သမ္မတရှီကျင့်ဖင်ကအခွင့်ကောင်းယူဖို့ကြိုးစားနေပါတယ်။အမေရိကန်ကသူ့ရဲ့မဟာမိတ်တွေနဲ့စကားများနေချိန်မှာတရုတ်ကတော့သူဟာကမ္ဘာပေါ်မှာတည်ငြိမ်ပြီးတာဝန်ရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်းပုံဖော်လာပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့မူဝါဒနေဟာမဟာမိတ်တွေကိုစိတ်ပျက်စေတာကြောင့်တရုတ်အတွက်တော့ဒါဟာနိုင်ငံတကာစီမံထက်မှာနေရာရလာစေမဲ့အခွင့်အရေးတစ်ခုဖြစ်နေပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာဗင်နီဇွဲလားနိုင်ငံမှာသူ့ရဲ့စစ်ရေးစွမ်းအားတွေကိုထိထိရောက်ရောက်ပြသနိုင်ခဲ့တာကြောင့်တရုတ်အနေနဲ့အနှဲငယ်တော့သတိထားနေရတဲ့အနေအထားမှာရှိပါတယ်။အမေရိကန်စစ်တပ်ရဲ့ကျွမ်းကျင်မှုနဲ့အစစ်မြစ်နည်းပညာတွေဟာတရုတ်အတွက်သင်ခန်းစာယူစရာတွေဖြစ်နေတာကြောင့်သူတို့ဟာအီရန်ကိုကူညီတဲ့နေရာမှာအလွန်အကျွံဖြစ်သွားမသွားအောင်ထိန်းညှိနေပုံရပါတယ်။ဒါပေမဲ့လည်းတရုတ်ဟာအီရန်ကိုအသုံးချပြီးအမေရိကန်ရဲ့အာရုံစိုက်မှုကိုအရှေ့အလယ်ပိုင်းစီရောက်သွားအောင်လှုံ့ဆော်နေတာဖြစ်ပါတယ်။အမေရိကန်ကအီရန်နဲ့အလုရှုပ်နေချိန်မှာတရုတ်ကတော့အာရှနဲ့အခြားဒေသတွေမှာသူ့လက်သွားရအာဏာကိုတိတ်ဆိတ်တာချဲထွယ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လဲအီရန်ကိုဂရိုတီထိန်းချုပ်ခွင့်ပေးအပ်လာဟာတရုတ်အတွက်တော့အလွန်တွက်ချေကောင်းတဲ့ယင်းနှိမ့်မြုံနှံမှုတစ်ခုဖြစ်နေပါတယ်။အီရန်ကအမေရိကန်ကိုဒုက္ခပေးလေတရုတ်အတွက်အသက်ရှူချောင်းလေဖြစ်နေပါတယ်။ဒီနေရာမှာအမေရိကန်အစိုးရအနေနဲ့နားလေထားရမှာကတရုတ်ကိုအီရန်ပေါ်ဖိအားပေးဖို့ပြောဆိုတာဟာရေရှည်မှာအလုံးမထွေဘူးဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့တရုတ်မှာလည်းသူ့ရဲ့ကိုယ်ပိုင်မဟာဗျူဟာမြောက်ရည်မှန်းချက်တွေရှိနေလို့ဖြစ်ပါတယ်။အမေရိကန်အနေနဲ့နေတိုမဟာမိတ်နိုင်ငံတွေရဲ့အကူအညီကိုပြန်လည်ရယူဖို့လိုအပ်ပါတယ်။အရှိအလဲပိုင်းမှာတယောက်ထက်ရုံးဆောင်နေရလာတဲ့ဥရောပမဟာမိတ်ဂျပန်နဲ့တောင်ကိုရီးယားတို့လိုအာရှမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှသာတရုတ်နဲ့အီရန်ရဲ့ပူးပေါင်းခြင်းကိုဟန့်တားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအမေရိကန်အစိုးရဟာမဟာမိတ်တွေအပေါ်ထားရှိတဲ့သဘောထားကိုမပြောင်းလဲဘူးဆိုရင်တော့တရုတ်ကဒီအကြောင်းတွေကိုဆက်ပြီးအသုံးချသွားမှာအသေးကြပါပဲ။အထူးသဖြင့်အီရန်ကတရုတ်ရဲ့ဂရိုတီကိုအသုံးပြုပြီးအမေရိကန်စစ်စခန်းတွေကိုဆက်လက်ထောက်လှမ်းနေအောင်ဆိုရင်ဒေတာရင်းတိုက်ပွဲတွေဟာပိုပြီးပြင်းထန်လာနိုင်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့တရုတ်ဟာအရှင်ကအီရန်ကိုနျူကလ িয়ার လက်နက်မရရှိစေဖို့အတွက်အမေရိကန်နဲ့တစ်ဖက်မှာရက်တန်ဟေဘူးတာဖြစ်ပါတယ်။ဒါပေမဲ့အခုနာမှာတော့တရုတ်ဟာအဲ့ဒီကတိကဝတ်တွေကိုမေ့လျော့ထားပုံရပါတယ်။သူတို့ဟာအီရန်ရဲ့လုပ်ရက်တွေကိုကာကွယ်ပေးတာမျိုးမလုပ်ပေမဲ့ကန့်ကွက်တာမျိုးလည်းမရှိတော့ပါဘူး။ဒါဟာတရုတ်ရဲ့နိုင်ငံရေးမူဝါဒမှာအကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။တရုတ်ဟာအမေရိကန်ကိုယဉ်ရှင်ဖို့အတွက်ဘယ်လိုနီးလန်းကိုမှအသုံးပြုဖို့အသင့်ရှိနေပြီဆိုတာကိုဒီဂရိုတီဖြစ်စဉ်ကတက်တယ်ပြနေပါတယ်။အမေရိကန်လွတ်တော်အတွင်းမှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေအများကြီးရှိနေပါတယ်။သမ္မတအနေနဲ့နေတိုအဖွဲ့ကနေနှုတ်ထွက်ဖို့စဉ်းစားနေတာမျိုးဒါမှမဟုတ်အကူအညီလေးလော့ရှော့ဖို့လှုပ်ဆောင်နေတာမျိုးဟာတရုတ်နဲ့ရုရှားကိုလက်ဆောင်ပေးနေတယ်လို့ဖြစ်နေတယ်လို့ဝေဖန်တွေကထောက်ပြနေကြပါတယ်။အမေရိကန်ဟာသူ့ရဲ့မဟာမိတ်အင်အားတွေကိုကြောခိုင်းလိုက်မယ်ဆိုရင်ကမ္ဘာဇက်တင်ပေါ်မှာအဖော်မဲ့တွားနိုင်မှာဖြစ်ပါတယ်။ဒီအခြေအနေကိုတရုတ်ကအပိုင်တွက်ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်လဲသူတို့ဟာအီရန်လိုနိုင်ငံမျိုးတွေကိုနီးပညာအရာလက်တွဲခေါ်ပြီးအမေရိကန်ကိုဝိုင်းပတ်ပိတ်ဆို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အနာဂတ်မှာဖြစ်လာမဲ့ကမ္ဘာအခြေအနေဟာဒီလိုအင်အားနှစ်ခုကြားကအားပြိုင်မှုအပေါ်မှာမူတည်ပြီးပြောင်းလဲသွားမှာဖြစ်ပါတယ်။အီရန်နိုင်ငံကတရုတ်ရဲ့ထောက်လှမ်းရေးဂျိုးတို့ကိုအသုံးချပြီးအမေရိကန်ကိုစိန်ခေါ်နေတဲ့ဖြစ်ရပ်ဟာရိုးရိုးစစ်ပွဲတစ်ခုတည်းပေါ်တဲ့အဓိပ္ပာယ်တွေရှိနေပါတယ်။ဒါဟာနီးပညာအသာစီရမှုနဲ့ကမ္ဘာလုံးဆိုင်ရာတောစာလွှမ်းမိုးမှုတိုက်ပွဲတစ်ခုရဲ့အစပြုခြင်းလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအီရန်ကိုဒီလိုမျိုးအဆင့်မြင့်နီးပညာတွေပံ့ပိုးပေးခြင်းအပြင်အရှေ့အလယ်ပိုင်းဒေသမှာအမေရိကန်ရဲ့တောစာအာဏာကိုမှိမ့်မြင့်သွားအောင်နီးဗျူဟာမြောက်နှုတ်ဆောင်နေတာဖြစ်ပါတယ်။အမေရိကန်အနေနဲ့ဒီစိန်ခေါ်မှုကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကလာမယ့်နှစ်တွေအတွင်းကမ္ဘာငင်းချမ်းရဲ့အတွက်အလွန်အရေးကြီးတဲ့အချက်ဖြစ်လာပါမယ်။အထူးသဖြင့်အမေရိကန်အစိုးရအတွင်းမှာလည်းအမြင်အမျိုးမျိုးကွဲပြားနေပါတယ်။အိမ်ဖြူတော်ကတော့တရုတ်ကိုအီရန်ပေါ်ဖိအားပေးဖို့တောင်းဆိုနေပေမဲ့လက်တွေ့မှာတော့တရုတ်ကအီရန်စီကနေရေနံတွေကိုဆက်လက်ဝယ်ယူနေပြီးအီရန်ရဲ့စီးပွားရေးကိုကြောထောင်နောက်ခံပေးထားစေဖြစ်ပါတယ်။တရုတ်ရဲ့တော်ချက်အမှုအရာအီရန်ဟာသူတို့အတွက်အနောက်အုပ်စုကိုတန်ပြန်ဖို့အကောင်းဆုံးသောကစားကွက်တစ်ခုဖြစ်နေပါတယ်။အဲ့ဒီပင်တရုတ်ရဲ့ Costco လိုမျိုးနိုင်ငံပိုင်တင်ပေါ်လိုင်းတွေဟာအီရန်ရဲ့ရေနံတွေကို Hormuz ရဲ့လက်ကြားကနေအစဉ်တရုတ်ပြည်မကြီးစီကိုအတားအဆီးမရှိတည်ယူပို့ဆောင်နေတာကိုကြည့်ရင်တရုတ်ဟာအီရန်နဲ့ပတ်သက်ပြီး short ပေးမဲ့အနေအထားမှာမရှိဘူးဆိုတာထင်ရှားနေပါတယ်။ဒါကြောင့်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာတရုတ်ရဲ့အကူအညီကြောင့်အီရန်ပေါ်မှာထိရောက်မှုအားနည်းသွားစေတာဖြစ်ပါတယ်။ဒီနေရာမှာအမေရိကန်အတွက်အရေးကြီးဆုံးသင်ခန်းစာဟာမဟာမိတ်တွေရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။
နေတိုအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးပြပြနေတာဟာတရုတ်နဲ့ရုရှားအတွက်တော့အကြီးဆုံးသောအခွင့်အရေးဖြစ်နေပါတယ်။အမေရိကန်ဟာယူရောပမဟာမိတ်နိုင်ငံတွေနဲ့ပြန်လည်သင့်မြတ်အောင်လှုပ်ဆောင်ပြီးတရုတ်ကိုစူပေါင်းဖိအားပေးနိုင်မှသာအခုလိုဂျိုဒုနီးပညာအလွဲဆုံးမှုတွေကိုဟန့်တာနိုင်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်ဟာဒီဂျိုဒုရဲ့အကူအညီနဲ့သူတို့ရဲ့ဒွန်းဂျေစနစ်တွေကိုပုံမခေတ်မြင်အောင်လှုပ်ဆောင်သွားအောင်မှာဖြစ်ပါတယ်။ဒါဟာအရှိအလဲပိုင်းမှာရှိတဲ့အမေရိကန်စစ်စခန်းတွေတင်မကပဲအစ္စရေးနဲ့အခြားသောဒေသတွေမဟာမိတ်နိုင်ငံတွေအတွက်ပါကြီးမားတဲ့ချင်းကြောင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။နိုင်ငံတကာအကြေးခတ်သူတွေကတော့အခုဖြစ်ရဟာစီရေးတိုက်ပွဲတည့်ရဲ့လက္ခဏာတစ်ခုလို့သတ်မှတ်လေကြပါတယ်။တစ်ဖက်မှာအမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့နေတိုမဟာမိတ်နိုင်ငံတွေရှိနေပြီးအခြားတစ်ဖက်မှာတော့တရုတ်ရုရှားအီရန်နဲ့မြောက်ကိုရီးယားတို့ပါဝင်တဲ့မဟာမိတ်အုပ်စုတစ်တစ်ခုပေါ်ပေါက်လာနေတာဖြစ်ပါတယ်။ဒီအုပ်စုတဲ့ဟာနီးပညာစီရေးနဲ့စီးပွားရေးကဏ္ဍတွေမှာအချင်းချင်းအပြန်အလှန်အကူအညီရင်းအမေရိကန်ရဲ့လွှမ်းမိုးမှုကိုစနစ်တကျတိုက်ခတ်နေတာဖြစ်ပါတယ်။အီရန်ကတရုတ်ဂျိုတို့ကိုအတုံးချပြီးအမေရိကန်လေယာဉ်တွေကိုတိတိကျကျပစ်ခိုင်နိုင်ခဲ့တာဟာအဲ့ဒီမဟာမိတ်အုပ်စုရဲ့စွမ်းဆောင်ရည်ကိုကမ္ဘာကိုထုံကြွားလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာလည်းအလွယ်ပြောင်းတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။တရုတ်နယ်ကုန်တဲ့စီရေးပွဲတွေပြင်းထန်နေချိန်မှာစီရေးရာပါအခုလိုထိတ်တိုက်တွေးဆုံမှုတွေရှိလာတာကြောင့်အခြေအနေတွေဟာပိုပြီးရှုပ်ထွေးလာနေပါတယ်။အမေရိကန်လူထောကတော့သမ္မတအနေနဲ့နေတိုမဟာမိတ်အဖွဲ့ကနေခွဲထွက်ဖို့ကြိုးစားနေတွေကိုကန့်ကွက်နေကြပြီးအဖွဲ့အစည်းကိုပုံမခိုင်မာအောင်လှုပ်ဆောင်ဖို့တိုက်တွန်းနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်တနိုင်ငံတည်းနဲ့ဒီလိုကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုတွေကိုရင်ဆိုင်ဖို့မလွယ်ကူလို့ပါဖြစ်ပါတယ်။ယူရိုပနိုင်ငံတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက်အမေရိကန်ကိုပဲအားကိုးနေမယ်မဟုတ်ဘဲတီးခြားစီရေးအစီအစဉ်တွေရေးဆွဲလာတာကြောင့်တရုတ်အတွက်တော့အဖြတ်စွမ်းပိုကောင်းစေတဲ့အချက်ဖြစ်ပါတယ်။အချုပ်အားဖြင့်တင်ပြရမယ်ဆိုရင်အီရန်နိုင်ငံရဲ့တရုတ်ထောက်လှမ်းရေးဂျိုဒုအသုံးချမှုဟာကမ္ဘာစစ်ရေးတမိုင်းမှာမှတ်တိုင်းတစ်တစ်ခုဖြစ်ပါတယ်။နီးပညာအားနည်းတဲ့နိုင်ငံတစ်ခုကအင်အားကြီးနိုင်ငံတစ်ခုရဲ့အကူအညီနဲ့ကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကိုအကြောက်လက်မရှိရင်ဆွဲလာနိုင်တာကိုပြောက်တာလေတာဖြစ်ပါတယ်။ဒါဟာနောင်လာမိတ်စစ်ပွဲတွေမှာဂျိုဒုနဲ့အာကာသနီးပညာတွေဟာဘယ်လောက်ထိအရေးပါလာမလဲဆိုတာကိုသတိပေးနေတာလည်းဖြစ်ပါတယ်။အမေရိကန်အနေနဲ့ဒီစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့အတွက်နီးပညာအသစ်တွေကိုတီးထွင်ယုံနေမကပဲပျက်စီးနေတဲ့မဟာမိတ်ဆက်ဆံရေးတွေကိုပြန်လည်ပြုပြင်ဖို့အချိန်တန်နေပါပြီ။တရုတ်နဲ့အီရန်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအရှိန်ဟုန်နဲ့ဆက်လက်တိုးတက်နေအောင်မှဖြစ်တယ်လို့အဲ့ဒီနောက်ခံမှာရှိနေတဲ့လူရုပ်ချက်တွေဟာလည်းတစ်ခုပြီးတစ်ခုပေါ်ပေါက်လာအောင်မှဖြစ်ပါတယ်။ကျွန်တော်တို့ဟာနာဂာနဲ့ကြားထဲမှာရှိတဲ့ဒီလိုအားပြန်မှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေရင်နောက်ခါထူးခြားတဲ့သတင်းအချက်လက်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရှိတလဲပိုင်းရဲ့တင်းမာမှုတွေဟာငင်းချမ်းရေးစီဥတီမလားဒါမှမဟုတ်ပုံမပြင်းထန်တဲ့စစ်ပွဲတွေစီဥတီမလားဆိုတာကတော့ကမ္ဘာခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာပဲမူတည်နေပါတယ်။ယခုလိုပြည်တွင်ပြည်ပသတင်းထူးသတင်းဥတွေကိုအချိန်နဲ့တပြင်းညီနားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားကြဖို့ဖိတ်ခေါ်အပ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။